မင်္ဂလာပါရှင် Agilist Channel မှာကြိုဆိုပါရစေ။ကျမတို့အခုဒီ lesson မှာ happiness နဲ့ပိုပြီး advanced ဖြစ်တဲ့စကားလုံး10လုံးကိုလေ့လာပါမယ်။အမြဲတမ်း happy ပဲပြောနေလို့ဘယ်အဆင်ပြေပါမလဲနော်။ဥပမာ I'm happy for passing the exam ကျမစာမွေးအောင်လို့ပြောတယ်။ My parents are happy ကျမမိဘတွေကလည်းပြောတယ် They're happy with my successကျမရဲ့အောင်မြင်မှုအတွက်သူတို့ပျော်နေကြတယ်ဒီလို happy ပဲထပ်နေတဲ့အခါကျတော့မကောင်းဘူးပေါ့နော်မြန်မာလိုဆိုလဲဒီလိုပဲပျော်တယ်ပဲထပ်နေတဲ့အခါကျတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့တခြားစကားလုံးလေးတွေအစားထိုးပြီးပြောကြည့်ရင်ရော My parents are glad ကျမမိဘတွေဝမ်းသာနေကြတယ် glad ဆိုတာဝမ်းသာတယ်လို့အဓိပ္ပာယ်ရတယ် glad ပြန်ပြောကြည့်ပါဦး glad My parents are glad They're pleased with my success pleased ဆိုတာကဒါအားရကျေနပ်တယ်လို့အဓိပ္ပာယ်ရတယ် pleased မဟုတ်ဘူးเนาะ s တန်နဲ့မဟုတ်ဘူး z တန်နဲ့ pleased ပြန်ပြောကြည့်ပါဦး pleased They're pleased with my success သူတို့ကျမရဲ့အောင်မြင်မှုကိုအားရကျေနပ်နေကြတယ် I'm happy for passing the exam My parents are glad They're pleased with my success စကားလုံးကွဲပြားပြီးသုံးလိုက်တဲ့အခါကျတော့ပိုပြီးအဆင်ပြေသွားတာပေါ့နော် Speaking နဲ့ Writing မှာစကားလုံးတွေထပ်တာမကောင်းပါဘူးအဲ့တော့စကားလုံးလေးတွေကိုကွဲပြားပြီးတော့သုံးပေးခြင်းဖြင့်ကိုယ့်ရဲ့စကားလုံးဝဟာရကြွယ်ဝမှုကိုပြသနိုင်တာပေါ့နော်နောက်တစ်မျိုးပြောလို့ရတာက delighted ဝမ်းသာပီတိဖြစ်တယ်လို့အဓိပ္ပာယ်ရတယ် delighted ပြန်ပြောကြည့်ပါဦးဥပမာ I was delighted to see my old friends ကျမရဲ့မိဟောင်းဆွေဟောင်းတွေနဲ့တွေ့ရတာဝမ်းသာပီတိဖြစ်ခဲ့ရတယ် I was delighted to see my old friends နောက်တစ်ခုကပျော်တတ်သောရွှင်လန်းသောလို့အဓိပ္ပာယ်ရတယ် cheerful ပြန်ပြောကြည့်ပါဦး cheerful ဥပမာ Mao's a cheerful person မောင်ကပျော်တတ်တဲ့လူတစ်ယောက်ဖြစ်တယ်သူ့ကိုကြည့်လိုက်ရင်ရွှင်လန်းနေရပဲ Mao's a cheerful person ရောင်ရဲတင်းတိမ်တာကလည်းပျော်တာပဲပေါ့နော်အဲ့ဒီတော့ contented ပြန်ပြောကြည့်ပါဦး contented ဥပမာ They're contented with what they have သူတို့မှာရှိတာလေးနဲ့ရောင်ရဲတင်းတိမ်တတ်တယ်တနည်းအားဖြင့်သူတို့မှာရှိတာလေးနဲ့ပျော်အောင်နေတတ်တယ်ပေါ့နော် They're contented with what they have ဘဝမှာပျော်စရာကောင်းတဲ့အချိန်တွေအပြင်အရန်ပျော်စရာကောင်းတဲ့အချိန်တွေလည်းရှိတတ်တယ် right အဲ့ဒီတော့ very happy ကိုဘယ်လိုပြောလဲဆိုတာလေးပါကြည့်လိုက်ကြရအောင်နော်Very happy စာ thrilled ကိုလည်းသုံးလို့ရတယ် thrilled ပြန်ပြောကြည့်ပါဦး thrilled ဥပမာ Uber is thrilled to win the lottery Uber ကထီပေါက်လို့အရန်ပျော်နေတယ် Uber is thrilled to win the lottery thrilled နေရာမှာoverjoyed ကိုလည်းသုံးလို့ရတယ် overjoyed ပြန်ပြောကြည့်ပါဦး overjoyed Uber is overjoyed to win the lottery Uber စောစောအထိပေါက်တော့သူ့မိသားစုကလည်းပျော်ရွှင်မြူးတူးနေကြတယ် His family is also ecstatic ပြန်ပြောကြည့်ပါဦး ecstatic His family is also
ecstatic. The neighbors are elated by this joyful event. Elated ဆိုတာအရန်ပီတိဖြစ်တယ်လို့အဓိပ္ပာယ်ရတယ် elated elated မဟုတ်ဘူးเนาะ elatedပြန်ပြောကြည့်ပါဦး joyful ဆိုတာကအရန်ဝမ်းသာစရာကောင်းတယ် joyful ပြန်ပြောကြည့်ပါဦး joyful The neighbors are elated by this joyful event. အိမ်နီးနားချင်းတွေကလည်းဒီအရန်ဝမ်းသာစရာကောင်းတဲ့အဖြစ်အပျက်အတွက်အရန်ပီတိဖြစ်နေကြတယ် The neighbors are elated by this joyful event. ကျမတို့အခုဒီ lesson မှာ happy နေရာမှာစားထုတ်ပြီးပြောလို့ရတယ် glad, pleased, delighted, cheerful, contented, very happy နေရာမှာစားထုတ်ပြီးပြောလို့ရတယ် thrilled, overjoyed, ecstatic, elated, joyful စတဲ့စကားလုံး10လုံးကိုလေ့လာခဲ့ပါတယ်ဒီစကားလုံးတွေကိုသုံးပြီးတော့ကိုယ်ပိုင် sentence တွေဖွဲ့ပြီးဆက်လေ့ကျင့်ကြည့်ပါလို့ပြောရင်းဒီကုန်းချုပ်ပြစီအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေ If you like this lesson, give it a thumbs up, follow Edulistic on Facebook and subscribe to our channel on YouTube to get the latest lessons. Thank you and happy learning. I'll see you in the next lesson.